ကျွန်တော်အကြီးတို့တဲ့စစ်ခန်းကိုအလုံးပရောပလဲရပါတယ်ရှင်မျိုးလေကျောက်ဘက်ကစစ်ခန်းပါလေဒါလီတော့ပါမျိုးမတော့တော့ပူပါတယ်ဟုတ်ပါရဲ့အဲ့ဒီခါနေပြီကကျွန်တော်တို့အရခပ်ပြီးချိန်မှာကျမကြီးဆောက်ရှောက်မှုဒီပြုလုပ်ပြီးနေတယ်စေနာအရခပ်ပြီးတော့ကျုပ်စစ်ခန်းပေါ့ဒုတိယအကိမလူတန်းလာတဲ့ပုံကိုကွန်ပရူမနာတန်တောင်းပြီးရှောင်ပါတယ်စစ်တရလူလို့ရှိပါတယ်ကျွန်တော်တို့မော်တူကကျွန်တော်တို့ကိုထမနေပါပါလေဒီခွေးပါစီပါခွေးပါစီနေပြတာကအလုံး90ပါငွေတန်ဖို့အနေနဲ့ဆိုတော့ကကျွန်တော်စေသုံးသိန်းကျော်ဖို့ပါရန်ကိုကျွန်တော်တို့ဒီစစ်ကံကလည်းကျွန်တော်တို့စေနာအခါပြီးဒီစစ်ကံကလက်ခံရမ်းပါတယ်ဒီအခုဒီဆက်တော်လုံးဒီစီဝါအလုံး90ပါကျွန်တော်ဆိုရင်ပါဒီစေသုံးသိန်းကျော်ဖို့ပါလေတလုံးကို2000ကျော်ခဲ့ပါစစ်တလုံးကိုခွေးပါစစ်တလုံးကိုပါလေဒီ2000ကျော်ခဲ့ပါလေဒီစီစာကျွန်တော်ဘက်ကိုရောက်ပါအချိန်ပါပဲကိုထမနေပါပါလားကျွန်တော်ဒီစီနဲ့ကျွန်တော်ဒီဘက်ကဒီပရီတီကိုဒီကိုဖေးလို့ရှိကကူဖေးလို့ရှိကလည်းအခါမဲ့ကျွန်တော်စီကပြလာပြပါတယ်ပါဒီဖက်မှာကတော့ကျွန်တော်ဒီလက်ရှိကတော့ကျွန်တော်ဒီစီကမှာလက်ရှိဒီမျိုးရှိပါတယ်လက်စီဝတီးတဲ့planပါလို့လက်ရှိကတော့ကျွန်တော်ဒီအခွင့်စနေနဲ့ဝေပြီးကြတော့ထိဖို့တော့လုပ်ပါတယ်ဆိုတော့နောက်တဲ့အခါဒီလိုဆိုတော့ဒီစီကနခပါမလဲဒီစီကဒီလေပန်းနေအောင်ဒီလိုကြိုက်ဖို့လေးအိတ်ပန်းလို့ရပါတယ်ရှင်ပါပဲဟုတ်ပါရှင်ပါဟုတ်ပါဒီပုဂ္ဂိုလ်ကဆိုလို့ခွင့်ကြီးကျွန်တော်တို့အာရက်ခပ်ပီမောင်တုံမတို့ကဥထွန်းမောင်းနိုင်ဒေါ်ခင်မျိုးသားမိသားစုနဲ့တူမရှိရောမိသားစုကနေပြီးကြီးကျွန်တော်တို့စီခန်းကိုပိန်လေးစေကြလူတန်းလာပါတယ်ရောင်းအပရောင်နေပြီးကြီးအခုလက်ဟင်းအရှင်မှာတိုက်ပွဲပလောင်းထန်လာဆိုတဲ့အမရဟိုအစွမ်းခါပြီးကြီးထွက်ပြီးတင်းရှောင်နေရတယ်ကျွန်တော်တို့စိုက်ရှောင်ပြည်သူတို့အတွက်သိန်း30ကြောက်ကိုလည်းတောင်းနေပြီးကြီးလူတန်းပြီးလောက်ပါတယ်စူစူပေါင်းသိန်းခနိုင်စေကြဖိုက်ပါတယ်အခုပိုင်နေပြီးကြီးလူတန်းဘက်ပြီးဂျိုဂျေဇူဂရောင်းဦးထွန်းမောင်းနိုင်တို့ခင်မျိုးတန်းမိသားစုနဲ့သူတို့ရဲ့တူမရှိဖိုက်တယ်မတ်ဆုစုတို့မိသားစုဒီတမကနေပြီးကြီးလောက်ကန်ဒီအဆောင်ပရီအောင်မောင်ပြီးကြီးမိမိတို့လိုလာတောင်းတက်ရအရခပရီကြီးကိုလေရောင်စပရရောင်းနိုင်ကြပါစီကိုပိုင်နေပြီးကြီးကျွန်တော်တို့လက်ဟင်းရှိမှာဆိုလို့ငယ်စိုက်ဆောင်ပြည်သူတိမလေးတော့အခက်ခဲပေါင်းစုံနဲ့ရောင်းဆိုင်နေကြရပါတယ်။ရောင်းအပရောင်နေပြီးကျွန်တော်တို့စီခန်းမှာလည်းအခက်ခဲဒီနဲ့အခုဆိုလို့ငယ်ဒီကျွန်တော်ပြပါဘူးလေစိုက်ဆောင်ပြည်သူတိနောက်ထပ်နေပြီးဒေတာခံပြည်သူတိအတွက်နေပြီးဖိုက်ပုံနေရိုဂါတီကိုအများကြီးနေပြီးစီကူတာပြရပါတယ်ကျွန်တော်တို့ကြောက်ဖရူနေဖက်မှာဆိုလို့ငယ်စီခန်းကိုနေပြီးစီခန်းကိုနေပြီးပိုက်သိမ့်ပြီးတခါရွှေ့ပြောင်းစီခန်းဒီဖွင့်ထားရပါကျွန်တော်အကြီးတို့တဲ့စစ်ခန်းကိုအလုံးပရောပလဲရပါတယ်ရှင်မျိုးလေကျောက်ဘက်ကစစ်ခန်းပါလေဒီစစ်ခန်းကိုလို့လို့ရှိကျွန်တော်တို့ဒီမှာစိတ်ဆန်းရဲ့အခရေနဲ့ပြန်ပြီးကျွန်တော်တို့ဒီစစ်ခန်းဆောက်ထားတယ်နေရာပါနော်ရန်အနည်းကရောကိုရဲပကြနဲ့ပိလို့ကျွန်တော်တို့ဒန်ရဇာနေပြီးတော့9ယောက်ဒီဆုံးဟာဇာက10ယောက်ပါလို့လို့ရှိကျွန်တော်စစ်ခန်းကိုပရောညပါရဲ့အရေးပေါ်ခင်နေရပါလေတခါနေပြီးကတည်း free brown ပဲ free brown စီကန်ဒီဖောင်းထားလို့ဟင်းပါတယ်ကျွန်တော်တို့အခုချိန်မှာဆိုလို့ဟင်းရဲ့စိုက်ရှောင်းပြည်သူတိမှာဆောင်းခါတော့ရဖရိုက်ကွန်နဲ့ရာဒီပေါ်ရိုဂါတီတခါလို့ရိုဂါတီကိုနေပြီးကရောင်းဆိုင်နေရတဲ့ program နဲ့ကျွန်တော်တို့စီခန်းကိုဒီထက်မှကလုံခုံဖို့နေရတခုကို free brown ပြီးထားရပါတယ်ရောင်းတွဲလေးတောင်းနေပြီးကအများကြီးတင်ကျွန်တော်တို့ဒီ brand တို့တိစောက်ဖို့ကိစ္စရောင်းပိုင်နေပြီးလိုအပ်နေစတဲ့ဟင်းပါတယ်အခုပိုင်နေပြီးစိုက်ရှောင်းအတွက်ပါစီခန့်အတွက်ပါနေပြီးစူစူပေါင်းသင်ခနဲ့စေကိုလူတန်းပြီးလက်ခါတွေအတွက်တော့လည်းကြီးတောင်းပါတယ်ဂါရပူပါ